Viking တို့ရဲ့ရာဇဝင် Viking ရာဇဝင်ကိုလေ့လာကြည့်တဲ့အခါသူတို့ဟာ Scandinavian နိုင်ငံများ Denmark, Norway, Sweden ကနေလာခဲ့ကြတဲ့လူတစုဖြစ်ပါတယ်။ Viking ဆိုတာဒိန်းမတ်ဘာသာစကား Vikingar ကနေဆင်းသက်လာတာဖြစ်ပြီးပင်လယ်ပျော်များဆိုတဲ့အဓိပ္ပာယ်ပါ။ Viking Kid AD 993မှာ1066အတွင်းယခုကနေဒါကနေအရှေ့အလယ်ပိုင်းအထိဝင်ရောက်စီးနှင်းကရောင်းဝယ်ဖောက်ကားခဲ့သူများဖြစ်ကြပါတယ်။ Viking များဟာ8ရာစုကနေ17ရာစုအတွင်းထက်မြက်သောစစ်သည်များပါနတ်သောဂုံသည်များစွန့်စားရဲသောစူးစမ်းရှာဖွေသူတွေအဖြစ်နာမည်တစ်ခုထူထောင်ရပ်တည်နိုင်ခဲ့သူတွေပါ။တကယ်တော့ကိုလမ်ဘတ်မရောက်မီနှစ်ပေါင်း1000လောက်ကတည်းကအမေရိကကို Viking တွေကရောက်ခဲ့ကြပြီးပါပြီ။သူတို့ရဲ့အတုံးအဆောင်ပစ္စည်းတွေကိုရုရှားနိုင်ငံအရှေ့ဘက်ထိသူတေသနပညာရှင်တွေကရှာဖွေခဲ့ကြပြီးဒါဟာ Viking သမိုင်းရဲ့ဖြစ်ရမှန်တစ်ခုဖြစ်ပါတယ်။993မှာ Viking တွေဟာဗီဒင်အရှေ့ဘက်ကမ်းရိုးတန်းရှိ Lindisfarne မှာဘုံကြီးကျောင်းတစ်ကျောင်းကိုဝင်စီးခဲ့ကြပါတယ်။လူတွေကိုတပ်ဖြတ်ပစ္စည်းတွေကိုလူယူပြီး Viking တွေရဲ့အစိုးခေတ်မျက်နှာစာကိုဆွဲဖွင့်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ချမ်းသာပြီးအကာအကွယ်မဲ့ခဲ့တဲ့ဘုံကြီးကျောင်းကိုလူယူစီးနှင်းမှုဟာနောက်နှစ်ပေါင်း300အထိဥရောပမှာပဲ့တင်ထက်ခဲ့ပါတော့တယ်။ Viking ခေတ်ဆိုတာတကယ်တော့တမိုင်းသူတေသူတွေအနေနဲ့ Scandinavian လူမျိုးတွေဥရောပနဲ့ရုရှားကိုပြန့်နှံ့ခဲ့တဲ့ကာလကိုတင်စားပြုံးယူတသက်ဖြစ်ပါတယ်။ Viking တွေဟာအကာအကွယ်မဲ့ခဲ့တဲ့အတိုင်းအဝိုင်းတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ကြသူများဖြစ်ပါတယ်။သူတို့ဟာ Scotland, Ireland, England, ပြင်သစ် အီတလီနဲ့ရုရှားနိုင်ငံကမ်းရိုးတန်းကအားနည်းတဲ့နေရာကိုလူရက်တိုက်ခိုက်ခဲ့ကြပါတယ်။ Viking တို့ကအကြမ်းဖက်လူရက်ချင်းရောင်းဝယ်ဖောက်ကားခြင်းစူးစမ်းရှာဖွေခြင်းတို့အပြင်ရောက်တဲ့နေရာမှာအခြေချပြီးရောင်းဝယ်စိုက်ပျိုးကြပါတယ်။1066မှာဝီလီယံဟာ Viking တွေပါဝင်တဲ့တပ်ကိုဦးဆောင်ပြီးအင်္ဂလန်ကိုကျူးကျော်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Viking သမိုင်းကတိတ်နှစ်သက်စရာကောင်းတာတော့မဟုတ်ပါဘူး။ Viking လူမျိုးတွေဆိုတာ Norway, Sweden နဲ့ Denmark လူမျိုးတွေသာဖြစ်ပါတယ်။များသောအားဖြင့်သူတို့ဟာလယ်သမား၊ကုန်သည်၊ဗပဲဆရာနဲ့လက်သမားတွေသာဖြစ်ကြပါတယ်။သူတို့ဟာလှင်မြန်တဲ့လေတွေကိုသုံးပြီးအရောက်မြန်တဲ့ကမ်းခြေတွေကိုဥတီတိုက်ခိုက်ကြပါတယ်။တပ်ဖြတ်လူရက်ပြီးဆိုရင်သူတို့ရဲ့လှေတွေစီကိုအမြန်ပြေးပြီးစုတ်ခွာကြတော့တာပါပဲ။အလစ်အငိုက်တိုက်ခိုက်ခြင်းကိုသာအများဆုံးရွေးချယ်ကြသူတွေဖြစ်တဲ့အပြင်ခံစစ်ဒါမှမဟုတ်တံပြန်အသေးအကျေတိုက်မဲ့သူတွေဆိုရှောင်ကြတာများပါတယ်။ Viking ဖြစ်သွားသူတွေဟာအစာပိုင်းမှာအချိန်ပိုင်းအနေနဲ့ပဲလုပ်ကြတာပါ။လေသမားတို့ဟာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးအလုတ်ပါလာချိန်မှာလေယာကိုထားခဲ့ပြီးလူရက်တက်ဖြတ်တိုက်ခိုက်တာကိုလုပ်ကြပါတယ်။ဒါပေမဲ့ရိတ်သိမ်းချိန်အမိပြန်လာကြပြီးစိုက်ပျိုးရေးကိုပြန်လုပ်ကြပါတယ်။လူရက်စီးနှင်းခြင်းဟာအကျိုးအမြတ်အယံများတဲ့အတွက်လေသမားပေါင်းများစွာဟာပင်လယ်ဓမြများလူရက်သူများအဖြစ်ဘဝကိုပြောင်းလဲပစ်လိုက်ကြပါတော့တယ်။သူတို့ဟာလူရက်ရင်စူဇန်ရင်နဲ့အနောက်ဘက်ဆိုအဝေးဆုံးနယူးဇီလန်အထိအရှေ့အလယ်ပိုင်းဆိုရင်ကွန်စတန်တီနိုပယ်ဘဂရက်ထိရောက်ခဲ့တယ်လို့အရှေ့ဥရောပကိုတိုက်ခိုက်ရင်900စုမှာရက်ဆိုတဲ့ပြည်နယ်ကိုထူထောင်ခဲ့ကြသေးတယ်လို့ဆိုပါတယ်။ Viking တွေဟာမြောက်ပိုင်းမှာတာမွေပရင်တန်နဲ့တစ်တူကိုရောင်းဝယ်ခဲ့တယ်လို့တောင်ပိုင်းမှာလည်းငွေရွှေပိုးတယ်အမွှေးနှံတာနဲ့အခြားကုန်ပစ္စည်းတွေကိုလည်းရောင်းဝယ်ခဲ့ကြပါတယ်။ကုန်သွယ်လမ်းကြောင်းတစ်လျှောက်မှာသူတို့ဟာကျွန်းအယောင်အဝယ်လည်းလုပ်ကြပါတယ်။ Viking တွေကသူတို့ရဲ့မွေးရက်တွေကိုစွန့်ခွာပြီးဘာကြောင့်လူယူစီးနှင်းသူတွေဖြစ်လာကြရဲဆိုတာကိုကျွမ်းကျင်ပညာရှင်များကဆွေးနွေးခဲ့ကြပါတယ်။သူတို့ဘာကြောင့်လယ်တွေဗပဲပိုတွေသူတို့ရဲ့လုပ်ငန်းခွင်တွေကိုထားခဲ့ကြတာလဲဆိုတာရဲ့ဘာအတွက်ကြောင့်ဥရောပနဲ့ရုရှားမှာအခြေချခဲ့တာလဲဆိုတာရဲ့ကိုကြည့်ကြရအောင်ပါ။ Viking တွေဟာတင်မောတိဆောက်မှုအပိုင်းမှာတော့တော်တော်လေးကိုတော်ကြပါတယ်။သူတို့ဟာကြီးမားရှည်လျားပြီးပေါ်ပါခိုင်ခန့်တဲ့တင်မောများကိုတိဆောက်နိုင်ခဲ့ကြပါတယ်။ဒါကြောင့်သူတို့ဟာတင်မောတစ်စင်းကိုလူ200လောက်တင်ပြီးခရီးအဝေးကိုတွားနိုင်ခဲ့ကြတာဖြစ်ပါတယ်။ရေချောင်းပြနည်းပညာပိုင်းကျွမ်းကျင်တယ်လို့ရွတ်လွတ်တဲ့နေရာမှာလည်းအဲ့ဒီခေတ်တုန်းကလူတွေထဲမှာသူတို့ကအတော်ဆုံးဖြစ်ပါတယ်။ Viking များဟာကမ္ဘာသမိုင်းကိုအထိုက်အလျောက်ပြောင်းလဲခဲ့သူတွေပါ။သူတို့ဟာ Iceland, Greenland နဲ့မြောက်အမေရိကတို့မှာနေမြေသစ်တွေထူထောင်ခဲ့ကြပါတယ်။သူတို့ဟာသူတို့ကျွမ်းကျင်တဲ့အရာနဲ့လှုပ်ရှားခဲ့ကြတဲ့ပုံပါပဲ။သူတို့လူရက်တိုက်ခတ်ရခြင်းရဲ့အကြောင်းအရင်းဖြစ်နိုင်ခြင်းနောက်တစ်ချက်ကတော့ Viking တွေရဲ့ထုံးတမ်းစင်လာတွေပါ။သူတို့ဟာတာအကြီးဆုံးကသာအမွေအားလုံးကိုစက်ခံခွင့်ရပြီးအငယ်တွေအတွက်ဘာခံစားခွင့်မှမရှိပါဘူး
အကြီးဆုံးသားမဟုတ်တဲ့သူများဟာနေထိုင်မှုဘဝအတွက်ဥရောပသို့ချဲ့ထွင်မှုကိုအစပြုဖို့အတွက်တွန်းအားတစ်ခုဖြစ်စေခဲ့တာတော့အမှန်ပါပဲ။ Viking တွေကခရစ်ယာန်ဘာသာဝင်တွေတော့မဟုတ်ကြပါဘူး။ဒါကြောင့်လေခရစ်ယာန်ဘုရားကျောင်းတွေကိုစီးနှင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ခရစ်ယာန်ဘာသာဝင်တွေကစစ်ပွဲမှာခရစ်ယာန်ဘုရားကျောင်းနဲ့ပိုင်ဆိုင်မှုတွေကိုဘယ်တော့မှမတိုက်ခိုက်ပါဘူး။ဒါကြောင့်လေဥရောပကခရစ်ယာန်ဘုရားကျောင်းတွေကအကအကွယ်မရှိပဲဖြစ်နေခဲ့ခြင်းဖြစ်ပါတယ်။ဒါကို Viking တွေကကောင်းကောင်းအသုံးချခဲ့တဲ့ပုံပါပဲ။ခရစ်ယာန်ဘုရားကျောင်းတွေဟာအလွန်ချမ်းသာပြီးဘုရင်တွေနဲ့ဂုဏ်သည်တွေများရဲ့စီးစိမ်ထက်တောင်များပါသေးတယ်။ဒါအပြင်ဘုရင်တွေနဲ့ဂုဏ်သည်တွေရဲ့ပိုင်ဆိုင်မှုထက်ပိုပြီးလုံခြုံရေးအားနည်းတဲ့အတွက် Viking တွေမျက်စိကျခဲ့ပုံရပါတယ်။ Viking များလူရရချင်းရဲ့ဖြစ်နိုင်ခြေနောက်တစ်ခုကတော့ Scandinavian နိုင်ငံတွေမှာအရင်အချိန်များတုန်းကလွယ်ကူချောမွေ့စွာရောင်းဝယ်ခဲ့ကြပေမဲ့လည်းဥရောပမှာခရစ်ယာန်ဘာသာဝင်တပ်ဝင်သူပုံမှုများပြားလာတဲ့နောက်မှာခရစ်ယာန်ကုန်သည်တွေကမွတ်စလင်ဘာသာဝင်နဲ့ခရစ်ယာန်မဟုတ်သူတွေနဲ့ကုန်သွယ်မှုကိုညှင်းဆန်လာခဲ့တာလည်းပါပါတယ်။ဒီအချက်ဟာကုန်သွယ်ရေးမှာပြဿနာများဖြစ်စေခဲ့တဲ့အပြင်မညီမျှခြင်းတွေကိုဖြေရှင်းဖို့လူရက်စီးနှင်းမှုကိုရွေးချယ်ခဲ့ရတယ်လို့လည်းမြင်နိုင်ပါတယ်။နောက်ပြီးနော်ဝေဘုရင်ရဲ့အာဏာထိန်းချုပ်မှုနဲ့နေထိုင်မှုကန့်သက်ချက်တွေကလည်းလူငယ်တွေကိုဘုရင်လက်အောက်မှာနေထိုင်မဲ့အစားထွက်ခွာဖို့ဖြစ်လာခဲ့ပုံရပါတယ်။ Viking တွေရဲ့ပြင်းထန်တဲ့ယုံကြည်ချက်တစ်ခုကတော့လူတဦးချင်းစီရဲ့ကံကြမ္မာကိုနတ်ဖျားဖခင်အိုဒင်ကသတ်မှတ်ပေးထားတာဖြစ်ပြီးစစ်ပွဲမှာကြာဆုံးခဲ့တဲ့သူဟာဂုဏ်ယူစရာမဟုတ်ပေမဲ့အိုဒင်ရဲ့ခေါ်ဆောင်ချီးမြှောက်ခြင်းကိုခံရတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီယုံကြည်ချက်က Viking တွေကိုအခွင့်အရေးတစ်ခုအနေနဲ့မြင်စေခဲ့တယ်ထင်ပါတယ်။တစ်ချိန်လူရက်ပြီးနောက်ရလာတဲ့အကျိုးအမြတ်ဟာနောက်တစ်ခါဆိုတာညှင်းဖို့ခက်ပါတယ်။ Viking တွေဟာနောက်ပိုင်းမှာခရစ်ယာန်ဘာသာဝင်တွေဖြစ်လာကြပုံကတော့အကြမ်းဖက်မှုအင်မတန်နည်းပါတယ်။ Viking ခေတ်အစောပိုင်းမှာ Viking ကုန်သည်တွေဟာခရစ်ယာန်ကုန်သည်တွေနဲ့တန်းတူအခွင့်အရေးမရခဲ့ပါဘူး။ဒါကြောင့်ကုန်သွယ်ရေးမှာအရှုံးနဲ့မကြာခဏရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်သူတို့ဝိနည်းကြသောနတ်ဖျားရဲ့တူအစားခရစ်ယာန်လဝကတိုင်ကိုခရစ်ယာန်တွေကြားရှိရဲ့အချိန်မှာဝစ်ဆင်ကြရပါတယ်။ဒီအလေးအကျင့်ကိုနှစ်ချင်းမခံရသေးမီကာလတစ်လျှောက်လုံး Viking ကုန်သည်တွေကကျင့်သုံးခဲ့ရပါတယ်။သူတို့တွေကဘာသာရေးမှာသူတို့ရဲ့နတ်ဖျားကိုဆွဆွဲမြဲမြဲယုံကြည်ခဲ့ကြပေမဲ့ခရစ်ယာန်သာသနာပြုတွေ Viking မြေပေါ်ရောက်လာပြီးတဲ့နောက်မှာတစားပြောင်းလဲခဲ့ကြပါတယ်။ Danes နဲ့ Sweden ဘုရင်တွေဟာခရစ်ယာန်ဘာသာခံယူပြီးတဲ့နောက်မှာ Viking များဟာခရစ်ယာန်ဘာသာကိုအပြည့်အဝယုံကြည်သက်ဝင်လာခဲ့ကြပါတယ်။အမျိုးသားတွေကြီးစိုးကြတဲ့ Viking လူအဖွဲ့အစည်းမှာအမျိုးသမီးတွေဟာကိုယ်ပိုင်အခွင့်အရေးတွေရှိကြပါတယ်။အမျိုးသားတွေဟာလူရက်ချင်းငါးဖမ်းခြင်းကူးတန်းရောင်းဝယ်ရေးနဲ့အိမ်ရဲ့အဝေးကိုရောက်နေစဉ်မှာအမျိုးသမီးတွေကတာဝန်အားလုံးကိုစီမံလုပ်ကင်ကြရပါတယ်။အမျိုးသမီးတွေဟာ Viking လူအဖွဲ့အစည်းအတွက်အရေးပါတဲ့နေရာမှာရှိပြီးအမျိုးသားတဦးကအမျိုးသမီးတဦးကိုနာကျင်ထိခိုက်စေတာကရှက်စရာလုပ်ရအဖြစ်သတ်မှတ်ထားပါတယ်။အမျိုးသမီးတွေရဲ့အခန်းကဏ္ဍတွေဟာမိသားစုကိုထိန်းကျောင်းခြင်းအစားအသောက်အဝိရှော်နွားနို့ညှစ်ခြင်းထောဘက်နဲ့ဒိန်ခဲများပြုလုပ်ခြင်းစောင်းရစီအတွက်အစားအစာစုဆောင်းခြင်းအပြင်အချုပ်အလုပ်နဲ့တန်ရှင်းရည်တွေအထိပါပါတယ်။ချီငင်ခြင်းအင်ကြီးချုပ်ခြင်းတို့ဟာအချိန်များစွာကုန်သောအလုပ်များဖြစ်ပြီး Viking အမျိုးသမီးတွေဟာနာရီပေါင်းများစွာကြာအောင်လုပ်ရပါတယ်။ Viking အမျိုးသမီးတွေဟာအသက်12နှစ်အရွယ်ကနေလက်ထပ်ကြပြီးအသက်20မှာယောက်ျားမိန်းမအားလုံးအိမ်အောင်ကြပြီးသားဖြစ်နေကြပါပြီ။ Viking တွေကအသက်မရှိကြပါဘူး။အသက်50ပြည့်အောင်နေနိုင်သူအရန်ကိုရှားပါပြီးငငယ်ရွယ်မှာပဲတည်ဆုံးကြတာများပါတယ်။အသက်12နှစ်ကနေ15နှစ်အတွင်းမှာယောက်ျားမိန်းမတက်အပ်တဲ့ပညာတွေကိုကျွမ်းကျင်အောင်တက်မြောက်သည့်အထိမိဘမောင်ပွားများကသင်ပေးထားပြီးဖြစ်ပါတယ်။ Viking အမျိုးသမီးတွေဟာအိမ်အောင်ကိုကွာရှင်းခွင့်ရှိသလိုစီးပွားရေးကိုလည်းလုပ်နိုင်ပါတယ်။တချို့သော Viking အမျိုးသမီးတွေဟာမြေရှင်တထေငွေတဲ့ကုန်တဲ့တိုက်ခိုက်ရေးသမားတွေအနေနဲ့တောင်ရပ်တည်ခဲ့ကြပါသေးတယ်။ Viking တွေဟာလက်နက်ကိုနဲ့မကွာစောင့်ထားကြသူတွေပါ။သူတို့ဟာအိတ်နေရင်တောင်မှအိတ်ရပေးမှလက်နက်ကိုချိတ်ပြီးမှအိတ်သူတွေဖြစ်ပါတယ်။သူတို့ဟာကာကွယ်ဖို့နဲ့တိုက်ခိုက်ဖို့အမြဲအသင့်ဖြစ်နေတဲ့သူတွေဖြစ်ပြီးဒါပစိန်လှန်ဒိုင်လေးနဲ့များခေါင်းဆောင်စားတဲ့လက်နက်အပြည့်အစုံကိုချမ်းသာတဲ့သူတွေသာကင်နိုင်သုံးနိုင်ကြတာပါလူလက်တန်းစားတွေကတော့ပစိန်သို့မဟုတ်လှန်တဲ့ဒိုင်းကိုကင်ဆောင်ကြပြီးစင်ရသားတွေကတော့တဒိုလေးပဲကင်နိုင်ကြပါတယ်Viking တွေရဲ့ဈေးအကြီးဆုံးလက်နက်ဟာနှစ်ဖက်သွားဓာတ်ဖြစ်ပြီးအရှိ
35လက်မအထိရှိပါတယ်ချမ်းသာတဲ့သူတွေသာကင်နိုင်ကြတာပါဓားတွေကိုနမယ်တွေပါပေးထားခဲ့တဲ့အပြင်အလှစင်တာကိုလည်းလုပ်ကြပါတယ်သူတို့စစ်ပွဲမှာတုံးတဲ့ပစိန်တွေကအယိုးရှည်တဲ့အပြင်ပေါ်ပါကြပါတယ်အသွာ3လက်မကနေ6လက်မအထိရှိပြီးနောက်ပိုင်းမှာ6လက်မကနေ12လက်မအထိသုံးကြပါတယ်ကာကွယ်ရေးအနေနဲ့ကတော့တန်ခေါင်းစွန်များဒိုင်းများကိုကင်ဆောင်ကြပြီး Viking တယောက်ရဲ့ကာကွယ်ရေးအသုံးဆောင်ကိုကြည့်လိုက်တာနဲ့သူ့ရဲ့ချမ်းသာမှုကိုသိနိုင်ပါတယ်ခေါင်းစွပ်တွေမှာမျက်နာကိုကာကွယ်နိုင်မှုအတွက်ပါထည့်သွင်းပေးထားပြီးတန်နဲ့ပြုတ်လောက်တာဖြစ်တဲ့အတွက်တန်ဖိုးကြီးမြင့်ပါတယ်မတက်နိုင်တဲ့ Viking တွေကတော့တရေချက်ဝတ်နဲ့ပဲကျင်းနေကြရတာပါဒိုင်းတွေကိုအရှည်1မီတာအထိလောက်ကြပြီးတစ်သားပြားကိုအသုံးပြုတာများပါတယ်ဒိုင်းကိုဆေးချေတာနဲ့အယုတ်ဆွဲတာတွေလည်းဝါသနာပါကြပါတယ်။ Viking တွေကတက်တက်ရရက်နေတတ်တဲ့သူတွေဖြစ်ပါတယ်။တူးဖော်တွေ့ရှိမှုတွေမှာဘီတင်တုံးတာညက်နဲ့နားတန့်စင်ရည်တွေကိုပါတွေ့ရှိခဲ့ကြပါတယ်။သူတို့ဟာတန်ရှင်းရည်ကိုလည်းအလွန်ဂရုစိုက်ကြတဲ့သူတွေပါ။သူတို့ဟာတပတ်ကိုအနည်းဆုံးရေတစ်ကြိမ်ချိုးလေးရှိပြီးအခြားဥရောပသားတွေကတော့ရေချိုးလေးချိုးတာမရှိတတ်ကြသေးပါဘူး။ Viking တွေကတမိုင်းအတွက်ကောင်းမွန်တဲ့ပုံရိပ်တစ်ခုမရှိခဲ့ပေမဲ့လည်းသူတို့ဟာလည်းတမိုင်းတစိမ့်တတီသားပဲဖြစ်ပါတယ်။ Viking တွေစီကရလိုက်တဲ့ကောင်းမွန်တာတွေအများအပြားရှိရဆိုတာကိုလည်းကျွန်တော်တို့လက်ခံရမှာပါပဲ။ Viking တွေနဲ့ပတ်သက်တဲ့တမိုင်းကတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်။သူတို့ရဲ့ထူးခြားတဲ့အချက်အလက်တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။သတင်းပတ်ထဲကရက်များဟာ Viking နှစ်ဖျားတွေစီကရခဲ့တာပါ။အဖနှစ်ဖျားအိုဒင်ကိုနောက်တစ်မျိုးဟိုဒင်လို့အတိများကြပါတယ်။အဲဒီကနေ Wednesday ဗုဒ္ဓဟူးနေ့ဖြစ်လာခဲ့တာပါ။အင်္ဂါနေ့တောက်ကြနေ့ကြာသပတေးနေ့များဟာလည်း Viking နှစ်ဖျားနာမည်တွေပါပဲ။နှစ် Viking တွေကရုပ်ရှင်တွေကလိုဥကြိုပါတဲ့ခေါင်းဆောင်တွေကိုလုံးဝမဆောင်ကြပါဘူး။၃သူတို့ရဲ့ရှေးဟောင်းဘာသာစကားတွေကနေအခုခေတ်မှာတွင်ကျယ်နေတဲ့စကားလုံးတွေရှိပါတယ်။ဥပမာ anger, lamp, snowed ၄ Viking တွေကတကူရည်တန်ရှင်းရည်ကိုအလွန်ဂရုစိုက်တဲ့သူတွေဖြစ်ကြပါတယ်။၅သူတို့ကိုသူတို့ Viking လို့မခေါ်ကြပါဘူး။19ရာစုစာပေတွေထဲမှာခေါ်ခဲ့ကြခြင်းဖြစ်ပါတယ်။တခြားသူတွေကသူတို့ကို Norse ဒါမှမဟုတ်ရင် Danes လို့ခေါ်ခဲ့ကြတာပါ။၆သူတို့ဟာသူတို့ခေတ်အခါမှာအကောင်းဆုံးသောသင်္ဘောတိစောက်တဲ့သူတွေဖြစ်ကြပါတယ်။ခုနှစ် Viking တွေကအတူပါအခမ်းအနားကိုလှေနဲ့ပြုတ်လုပ်ကြသူတွေပါ။အလောင်းနဲ့အတူပိုင်ဆိုင်မှုပစ္စည်းတွေကိုပါလှေနဲ့တခါတည်းထည့်ထားပြီးလှေကိုမီးရှို့ပင်လယ်အောက်ကိုတခါတည်းမြုပ်ပစ်လိုက်ကြတာပါရှစ် Viking တွေကကာယခွန်အားကိုအလေးပေးတဲ့သူတွေဖြစ်တဲ့အတွက်မကြမ်းမာတဲ့ကလေးများကိုတောထဲမှာစွန့်ပစ်ခြင်းပင်လယ်ထဲမှာပစ်ချခြင်းတို့ကိုပြုလုပ်ကြပါတယ်ကို Viking အမျိုးသမီးတွေကအမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရကြပါတယ်သူတို့ကထုံရက်စိုက်ပျိုးခွင့်မြေပိုင်ဆိုင်ခွင့်ကွာရှင်းခွင့်တောင်းတာတို့အမွေစက္ကန့်တာတို့လုပ်ခွင့်ရှိပါတယ်10သူတို့ဟာရွှေရောင်စပင်ကိုကြိုက်နှစ်သက်ကြပြီးစပင်အနှဲ့ရောင်ရှိသူတွေဟာချွတ်ဆေးတဲ့စပင်ကိုအယောင်ချွတ်ပြီးရွှေရောင်ဖြစ်ဖို့ကြိုးစားကြပါတယ်